တခါတော့ကတစ်တော်ကြီးတစ်ခုရဲ့အစွန်ဖျားမှာညံကောင်းတဲ့မြေခွေးလေးတစ်ကောင်ရှိတဲ့သူကတခြားတိရစ္ဆာန်တွေနဲ့မတူပဲအမြဲတမ်းအသက်အဆန်းတွေကိုတီထွင်ကြံစရတာဝါသနာပါတဲ့တနေ့မှာတော့မြေခွေးလေးဟာတစ်ပင်ထိပ်မှာနားနေတဲ့ကြီးကမ်းမကြီးစီမှာအလွန်အရသာရှိမဲ့ဒိန်ခဲတုံးရှိနေတာကိုတွေ့သွားတယ်။မြေခွေးလေးကဗိုက်ရမ်းစာနေတာကြောင့်အဲ့ဒီဒိန်ခဲကိုရအောင်ယူဖို့စဉ်းစားလိုက်တယ်။သူကတစ်ပင်အောက်ကနေလှမ်းပြီးအိုးကြီးကမ်းမကြီးရဲ့မင်းရဲ့အမွေးတောင်တွေကတောက်ပလိုက်တာမင်းရဲ့အတန်ကလည်းတချင်းဆိုရင်အရန်တာယာမှာပဲနော်လို့ချီးမွမ်းစကားဆိုလိုက်တယ်ကြီးကမ်းမကြီးဟာမြေခွေးရဲ့အပြောကိုယုံကြည်သွားပြီးဂုံယူဝင့်ကြွားစွာနဲ့တချင်းဆိုဖို့ပါဇက်ကိုဟားလိုက်တဲ့အခါမှာတော့ပါဇက်ထဲကဒိန်ခဲဟာအောက်ကိုပြုတ်ကျသွားပါတော့တယ်မြေခွေးလေးဟာဒိန်ခဲကိုအမြန်ဖမ်းယူလိုက်ပြီးကြီးကမ်းမကြီးရေမင်းရဲ့အတန်ကတော့ตายာချင်းตายာလိမ့်မယ်ဒါပေမဲ့သူတစ်ပါးရဲ့မြောက်ပင့်စကားကိုယုံကြည်တတ်တဲ့မင်းရဲ့အကျင့်ကတော့ပြင်ရအောင်မယ်နော်လို့ပြောပြီးဒိန်ခဲကိုမြင်ရည်ရှက်ရည်စားလိုက်ပါတော့တယ်ပုံမြင်လေးရဲ့သင်ခန်းစာကတော့ကိုယ့်ကိုအကျိုးမရှိပဲအလွန်မင်းမြောက်ပင့်ပြောဆိုတတ်သူတွေရဲ့စကားကိုသတိထားပြီးဆင်ခြင်ရမယ်ဆိုတာပါပဲ Please, follow me, like, share.